ကျမနာမည်ဆွဆွေပါကျမအသက်က45ကျော်ပါပြီအခုပြောပြမယ့်အဖြစ်ကကျမဘဝမှာ3ချိန်3ခါလောက်ကြုံမှုတဲ့အဖြစ်ပြက်ပါကျမနေရာမှာရှင်တို့ဆိုရင်ဘယ်လိုနေမယ်မသိပါဘူးကျမကတင်မင်းကို3ချိန်လောက်မြင်မှုတဲ့ရှင်ပထမတစ်ခါတော့ကျမတို့ခက်ငယ်တုန်းကပဲခုနှစ်တော့အသေးချာမမှတ်မိတော့ဘူးရှင်ကျမတို့နေတာကမြို့ချောင်းဆိုတဲ့ရွာလေးမှာနေတာပဲခူးတိုင်းကြောက်တကားမြို့နယ်တွေကပေါ့အခုရန်ကုန်မန္တလေးအမြန်လမ်းကြီးဖောက်ထားတော့ရွာလေးကစီကားသွားပါပြီကျမတို့ငငယ်တုန်းကတော့ကျမတို့ရွာကတိတ်ပြီးခေါင်တာအဲ့ဒီတုန်းကရဲຫນွယ်ဆယ်ကြီးတောင်မဆောက်ရသေးဘူးလေဝေးလံခေါင်တီးတဲ့တောင်ကြီးရွာလေးတွေရွာပေါ့အဲ့ဒီနေ့ကမိုးတွေဖွဲဖွဲရွာနေတယ်ကျမတို့အနောက်ဘက်မှာလဲကွင်းတွေမြက်ခင်းတွေရှိတယ်ဒီကနေဆက်သွားရင်တော့ပဲခူးရုံးမပေါ်ကိုတက်လို့ရတယ်စိတ်ညှိုးနေတဲ့ရုံးမတော်တန်းကြီးကိုလည်းလှမ်းမြင်ရတယ်လေကျမတို့အဖိုးတွေအဖေတွေကနွားတွေမွေးကြတယ်အဲ့ဒါနဲ့ကျမတို့လည်းအလိုလိုနွားကြောင်းသားဖြစ်ကြတာပေါ့အဲ့ဒီနေ့ကကျမရဲ့ကျမအမရဲ့ပြီးတော့တငယ်ချင်း2ယောက်ရဲ့ရွာပြင်မှာနွားထက်ကြောင်းရင်မိုးတဖွဲဖွဲအောက်မှာဆော့နေကြတာဒီလောက်မိုးပွဲလေးကတော့ကျမတို့လိုကြေးလက်နေတဲ့ကလေးတွေမမှုပါဘူးရှင်ပြောမဲ့သာပြောရတာကျမတို့ငငယ်တုန်းကကျမ်းမာကြီးကထထောင်မြည်ပဲမိုးရည်တဲ့ပြေးစောကြတယ်တော်ရုံမိုးပွဲလောက်ဆိုထီးတွေပါရင်စောင်းနေတာမဟုတ်ဘူးပြီးတော့ချောင်းထဲမှာလည်းရေစင်းကူးတယ်လေဒါပေမဲ့တော်ရုံတန်ရုံဖျားနာခဲတယ်အခုကလေးတွေကတော့မိုးလေးနည်းနည်းမိလိုက်တာနဲ့ဖျားနာသွားကြတာပဲအဲ့လိုကစားနေရင်မိုးတွေကအုံမဲပြီးတက်လာတယ်နွားတွေကတော့မြက်ခင်းတွေထဲမှာမြက်တွေစားနေတာပေါ့ကျမတို့ကတစ်ပင်အုပ်ကြီးတစ်ပင်အောက်မှာထွေခင်းတိုင်းထိုင်ဆော့နေတာအဲ့ချိန်မှာတောထဲကလူကြီးတယောက်ထွက်လာပြီးရွာထဲကိုလမ်းလျှောက်လာတာတွေ့လိုက်တယ်ကျမတို့လည်းဆက်ကစားနေရင်မကြောက်ဘူးကျမတို့နောက်ကိုရောက်လာတယ်ရွာထဲဝင်တဲ့လမ်းကိုလှမ်းပြီးကြည့်နေတယ်ကျမလည်းအဲ့လူကြီးကိုထူးဆန်းတာနဲ့စိုက်ကြည့်မိတယ်အဝိစားကတော့အနက်ရောင်ပိတ်စာကြီးကိုခြုံထားတယ်ကျမကအဆကပစိုးကြီးခြုံထားတယ်လို့ထင်နေတာခေါင်းပေါ်မှာလည်းအနက်ရောင်ခေါင်းမောင်းကြီးပေါင်းထားတယ်သူမျက်နှာကျတော့မျက်တွင်းတွေကနှက်နေပြီးနှာခေါင်းတူအပေါ်ကိုလန်နေသေးတယ်နှာခမ်းတွေကခြောက်ပြီးအကွဲနေတယ်စောင်းထဲမှာနှာခမ်းကွဲသလိုမျိုးပေါ့သူကဟိုကြည့်ကြည့်နေကျမကိုလှမ်းခေါ်တယ်အဲ့ဒီချိန်ကကျမကြောက်ရကောင်းမှမသိသေးဘူးအသက်10နှစ်စွန်းစွန်းလေးပဲရှိသေးတာပေါ့ကျမလည်းစောတဲ့နေရာကနေအဲ့လူကြီးကိုပြေးသွားလိုက်တယ်အနားရောက်တော့ဟဲ့ကလေးမဒီရွာဥဖိုးကုန်းဆိုတဲ့လူကြီးရှိလားကျမလည်းခေါင်းငိတ်လိုက်တယ်ရှိတယ်ရွာလန်းအတိုင်းတက်သွားအိမ်ရှိမှာတမမေကြီး2ပင်ခွပြီးပေါက်နေတဲ့အိမ်ဟာဦးလေးဖိုးကုန်းတို့အိမ်ပဲအဲ့လူကြီးကကျမကိုပြုံးပြတယ်သူ့အပြုံးကတစ်မျိုးပဲပုံမှန်ဆိုပြုံးရတယ်ဆိုရင်နှစ်သက်စရာကောင်းပါလေအခုသူ့အပြုံးကိုကြည့်ပြီးကျမကြောရိုးတွေကနေစိတ်ပြီးချမ်းလာတယ်ဟဲ့အငယ်မဘာသွားလို့တာလဲအခုနင်းလက်ရောက်ပြီအမကလှမ်းခေါ်တော့ကျမလည်းကစားဝိုင်းနောက်ကိုပြေးလာလိုက်တယ်အမအခုနားလူကြီးကတော်တော်ကြောက်ဖို့ကောင်းတာပဲနော်အမအံ့ဩသွားတယ်ဟဲ့ဘသူကြီးလဲငါတော့ဘသူမှမတွေ့ပါဘူးခုနကလေရွာထဲကဖိုးလေးကုန်းအိမ်ကိုမေးပြီးဝင်သွားတာအမတော့ကျန်တဲ့ကစားတဲ့တငယ်ချင်း2ယောက်ကကျမကိုအထူးဆန်းနဲ့ဝိုင်းကြည့်ကြတယ်မဟုတ်ပါဘူးဆွဆွရဲ့ငါတို့ဘသူ့ကိုမှမတွေ့လိုက်ပါဘူးကျမတို့အကုန်ရွာဝင်လမ်းကိုပြေးကြည့်ကြတယ်ရွာဝင်လမ်းကြီးကဖျောက်ပြိုးနေပေမဲ့လမ်းလျှောက်တဲ့သူတယောက်မှမရှိဘူးကျမလည်းအရန်ထူးဆန်းနေတာပေါ့နောက်တော့ကျမတို့ဆက်ပြီးစောင့်နေတယ်မကြပါဘူးအဲ့လူကြီးနဲ့ဦးလေးဖိုးကွန်းရွာပြေကိုထွက်လာကြတယ်ကျမလည်းဝမ်းသာအားရနဲ့အမားတို့ကိုလက်တို့ပြီးလက်ညှိုးနဲ့ပြလိုက်တယ်ဒါပေမဲ့ကျမလက်ညှိုးထိုးပြတော့အဲ့ဒီလူကြီးရောဦးလေးဖိုးကွန်းမှာပျောက်ချင်းမလားပျောက်သွားတယ်ဘာတော့ငယ်မရဲ့ကျမဘာမှပြန်မပြောနိုင်တော့ဘူးကျမစိတ်တွေခြောက်ခြားလာတယ်ဦးလေးဖိုးကွန်းကိုကျမသိတာပေါ့သူကကျမတို့နဲ့ဆွေမျိုးမကင်းတော်တယ်ရိုးမတဲ့အလုပ်သွားရင်ငှက်ဖျားမိလာလို့ငှက်ဖျားတက်ချိန်ဆိုစောင်းချုံမိနေရတယ်လေအခုလေသူတို့2ယောက်ကိုရိတ်ခနဲတွေ့လိုက်ရတာပျောက်သွားတယ်ဆိုတော့တခုခုဆိုတော့ကျမသိလိုက်ပြီကျမလည်းထွေးကိုလက်ထဲကနေပြစ်ချပြီးတော့အိမ်ကိုတချိုးနဲ့ပြေးလှည့်လာတယ်အမားတို့ကအနောက်ကနေအော်ခေါ်ပြီးမှကျမလှည့်မကြည့်တော့ဘူးအိမ်ကိုရောက်တော့အိမ်ရှိမှထိုင်ရင်နှီးဖြာတဲ့အဖေစီကိုပြေးပြီးအဖေကိုပြေးဖတ်ထားလိုက်တယ်ဟဲ့ဒီကောင်မလေးဘာဖြစ်လာရတာလဲတကိုယ်လုံးလိုက်ရေတွေဆိုရွှဲလို့ပါလားကျမအရန်ကြောက်နေတယ်အဲ့လူကြီးကတရေလို့ကျမထင်လိုက်တယ်မိုးရေဆိုလို့မဟုတ်ပဲကျမတကိုယ်လုံးတုံနေတယ်တိတ်မကြခင်မှာပဲရွာထဲကလူတွေဆူယုံဖြစ်နေတယ်မိုးကလည်းတဲလာပြီးမိုးချိန်တာတွေကလည်းစွညံ့နေတယ်အမျိုးတယောက်ကအိမ်ထဲကိုပြေးဝင်လာတယ်မြစ်ဆွေရေဥဖို့ကုန်းဆုံးသွားပြီတဲ့ဟာဘာကြီးဖြစ်သူလားပြောတော့အဖေကအံ့ဩနေတယ်ဟဲ့ဘလို့ဖြစ်ရတာလဲဗျာမနက်ကတိတောင်ကျုံနဲ့စကားပြောနေသေးတာအေးကွာငှက်ဖျားဖို့ခေါင်းထဲဝင်တယ်လို့ထင်တာပဲအဖေတို့ကစကားတွေဆက်ပြောနေတယ်ကျမတော့ဘာမှသတိမထားနိုင်တော့ဘူးဒါဆိုအခုနတွေ့ခဲ့တဲ့လူကြီးကဗမေတို့ပြောတဲ့တိမ်မင်းကြီးများလားဒါဆိုဦးလေးဖိုးကွန်းရဲ့အသက်ကိုလာနှုတ်သွားတာပေါ့ကျမတွေးရင်တကိုယ်လုံးပူချစ်လာတယ်အဲ့ဒီညမှာပဲကျမဖျားတယ်ကျမအိမ်မက်ထဲမှာအဲ့ဒီလူကြီးရဲ့ကြောက်စရာအပြုံးကြီးကိုပြန်မြင်နေမိတယ်ညီတို့တွေမိုးရဲရေတမစော့ပါနဲ့လို့အတန်တန်မှာထားရတဲ့အေးအဖွားကကျမဘေးမှာထိုင်ပြီးတော့ကျမကိုစူနေတယ်အဲ့ဒါကတော့ကျမရဲ့ပထမဆုံးတွေ့ဆုံမှုလေးပေါ့ရှင်ဒုတိယတစ်ခါကတော့ကျမအိမ်အောင်ကြခါစားပေါ့ကျမအမျိုးသားအစိုးရဝင်နေလေဒါနဲ့သူကြားတဲ့ပြည်မြို့မှာကျမလိုက်နေလိုက်တယ်ညခါသားဆိုတော့သားသမီးလည်းမရှိတော့အဆင်ပြေသေးတယ်အစိုးရနိုင်ငံကတန်းရလေးစောက်ပြီးအခန်းရှိခန်းလောက်တော့ရှိတယ်
တန်းရလေးရဲ့အရှိမအုတ်ကန်နဲ့ရေတုံငင်ရှိတယ်ကျမရေသုံးနေတယ်ဆိုရင်အဲ့ဒီအုတ်ကန်မှာပဲသုံးရတာပေါ့အဲ့တုန်းကတော့နွေရာသီကြီးပြည်မျိုးကမြန်မာပြည်အလဲပိုင်းမှာရှိတာဆိုတော့ရာသီဥကတော့တော်တော်ပူတယ်ဝေဆိုရင်ကျမတို့ညနေမှရေချိုးပြီးအိပ်ရတယ်အဲ့ဒီည9နာရီလောက်ရှိမယ်ကျမနဲ့ကျမအမျိုးသားအုတ်ကန်မှာရေထွက်ချိုးကြတယ်အဲ့ဒီချိန်ဆိုရင်လူလဲရှင်းသွားပြီကျမကရေရင်ချိုးပြီးတော့ယောက်ျားချွတ်တဲ့အဝတ်တွေကိုတခါလဲလျှော်နေလိုက်တယ်အဲ့ဒီချိန်မှာကျမတို့အစိုးရဝင်ပေါက်ကနေပြီးတော့လူကြီးတယောက်ငန်းငန်းစစ်ဆိုင်နဲ့လမ်းလျှောက်လာတာကိုမြင်လိုက်ရတယ်အဲ့ဒီခေတ်ကတင်မောသီမီလို့ခေါ်တဲ့60ဝက်မီးသီးကိုဝင်းတကားအဝင်နဲ့တန်းရထိတ်တွေမှာထုံးလာတာမို့လို့အလင်းအောင်ကောင်းကောင်းမြင်နေရတယ်ကျမလည်းအဲ့လူကြီးကိုကြည့်ရင်သွေးပြက်လာခဲ့တယ်ဘာလို့လဲဆိုတော့ကျမငငယ်ကတွေ့ခဲ့ရတဲ့လူကြီးဖြစ်နေလို့ပေါ့အဲ့လူကြီးကဝင်းထဲဝင်လာပြီးတော့ကျမကိုလှမ်းကြည့်နေတယ်ကျမလည်းကြောက်လိုက်တာမပြောမှလည်းတော့ရှင်အဲ့လူကြီးရဲ့မျက်ကွင်းနဲ့မျက်လုံးအကြည့်ကိုကျမအယမ်းကြောက်တယ်နောက်တော့အဲ့လူကြီးကကျမကိုပြုံးပြတယ်မလားနဲ့ထွက်သွားကျမအော်ဟစ်လိုက်တော့မလန့်မကမှရေချိုးနေတယ်ကျမမျိုးသားလန့်သွားတယ်ဆွေဘာဖြစ်တာလဲဘာတွေ့လိုက်လို့လဲဟိုမဝေးရုံနဲ့လူကြီးတယောက်ကျမလည်းညှိုးထိုးလိုက်တဲ့နေရာကိုကျမအမျိုးသားတိတ်ချကြည့်နေတယ်ဘာမှမရှိပါဘူးကွာကျမလည်းကြောက်နဲ့အမျိုးသားကိုဆွဲဖက်လိုက်တယ်သူ့ရင်ဘတ်ထဲမှာပုံးနေလိုက်ပြီးဂျိုင်းချားကနေမဝင့်မရဲနဲ့ကြည့်လိုက်တယ်အဲ့လူကြီးမရှိတော့ဘူးကျမအရန်ကြောက်ပြီးတော့တုံရင်းနေတယ်နောက်တော့အိမ်ကန်းဘက်ကိုအမျိုးသားနဲ့တူပြန်လာခဲ့တယ်ကျမအဲ့ဒီညအိတ်မပျော်ဘူးအဲ့ဒီလူကြီးကတခုခုပဲလို့စိတ်ထဲတွေးနေတယ်ဒါပေမဲ့အဲ့ဒီချိန်ကြီးလိုင်းကန်းထဲမှာဘာအသေးပြောက်သတင်းမှမကြားရသေးဘူးမနေ့3နာရီလောက်မှာတော့အော်တန်နေငိုတန်နေကျမလန့်နိုးသွားတယ်အမျိုးသားအိမ်ရှိရောက်နေတာမို့လို့အိမ်ရှိကိုထွက်လာခဲ့တယ်လိုင်းကန်းထဲကလူတွေစူယုံဖြစ်နေပြန်ပြီဆွေရဲကိုလှမောင်ကြီးစုံသွားလို့တဲ့အဲ့ဒီစကားကိုကြားရတော့ကျမစိတ်ထဲအတော်ထိတ်လန့်သွားတယ်ဘလို့စုံတာလဲညအိတ်ရဝင်တော့အကောင်းမဲတဲ့အခုသူ့မိမတရင်တို့ရေထားတောင်းရင်ခေါ်ကြည့်တော့နှိုးမရတော့ပဲအသက်လည်းမရှိတော့ဘူးတဲ့ဆရာဝန်သွားပင်ထားတယ်သူရောက်လာတော့ဘာကြောင့်သိရလဲဆိုတာသိရမှာပေါ့ယောက်ျားပြောတဲ့စကားတွေကိုကျမနားမဝင်တော့ဘူးဒါနဲ့ဆိုရင်ကျမဘဝမှာ2ကြိမ်နိုင်ရှိခဲ့ပြီဒီလူကြီးနဲ့တွေ့တဲ့အခါတိုင်းတယောက်မဟုတ်တယောက်သိဆုံးနေတာကျမတုံလုံးနေတာစမ်းသလားရှင်အဲ့ဒီနောက်တော့ကျမဖျားတရားပို့ပြီးလှုပ်ဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီလူကြီးရဲ့ကြောက်စရာအပြုံးကြီးကိုတော့ကျမအမြဲမမိနေတယ်နောက်ဆုံးတစ်ခေါက်ကတော့တိတ်မကြသေးခင်တစ်နှစ်လောက်ကဖြစ်သွားတာပေါ့ကျမလည်းသား2ယောက်အမေဖြစ်နေပြီသားကြီးတောင်မှ18နှစ်အငယ်က16နှစ်ပေါ့ကျမတို့လည်းရန်ကုန်ကိုပြောင်းနေကြပြီဆိုတော့လှိုင်မှာတိုက်ခန်းလေးဝင်နေတယ်ကျမတို့တိုက်က6လွှာရှိတော့ကျမတို့က4လွှာမှာနေတာပေါ့အမေအပြင်သွားမယ်ဆိုရင်မတက်အောင်နော်ဖိတ်ရှိလဲအုပ်သွားသပင်ကိုလည်းအုပ်သွားလက်အိတ်လည်းတေချာတက်အောင်သားငယ်ကတေချာသတိပေးတယ်သူအမေကိုစိတ်ပူတာ哦အဲ့ဒီချိန်တုန်းကကိုဗစ်ဒုတိယလိုင်းတတိယလိုင်းစဖြစ်နေတဲ့အချိန်ဈေးကလည်းမဝယ်မဖြစ်မို့ကျမဆွဲချင်းလေးဆွဲပြီးတိုက်ခန်းကနေထွက်လာတာပေါ့ပုံမှန်ဆိုရင်သားကြီးဖြစ်ဖြစ်သားငယ်ဖြစ်ဖြစ်ဈေးကိုအတူလိုက်လေးရှိပေမဲ့အခုတော့ကျမမခေါ်တော့ပဲကျမတယောက်တည်းဆင်းလာခဲ့တယ်တိုက်ခန်းလေကချင်းလေးတိုင်းဆင်းလာရင်ဒုတိယထပ်ရောက်တော့အောက်ကနေလူကြီးတယောက်တက်လာပြန်ရောဘသူဖြစ်ရမလဲပေါ့ရှင်ကျမတစ်ချိန်ကတွေ့ခဲ့တဲ့လူကြီးပဲပေါ့နှစ်တည်းပြောင်းသွားပြီးတော့ကျမတော်မှအသက်တွေကြီးလာတယ်အဲ့ဒီလူကြီးကကျမငငယ်ကတွေ့ခဲ့တဲ့ရုပ်အတိုင်းပဲဘာမှမပြောင်းလဲဘူးသူကအောက်ထက်ကတက်လာပြီးလှေကားခွင်လေးရောက်တော့ကျမကိုမော့ကြည့်တယ်ကျမကလည်းအပေါ်ကအစင်းဆိုတော့သူနဲ့မျက်နှာချင်းစုံပါလေရောသူမျက်နှာကြီးကအရင်လိုပဲအရန်ကြောက်ဖို့ကောင်းနေတယ်သူကကျမကိုတေးသေးချာချာကြည့်ပြီးတော့ပြုံးပြလိုက်သေးတယ်သူအပြုံးကိုမြင်လိုက်တော့ကျမတကိုယ်လုံးတစ်ဆက်တုံရင်လာတယ်သူကလှေကားပေါ်ဆက်တက်လာတာမို့ကျမလှေကားကိုနောက်ပြန်တက်ပြီးလှေကားခွင်လေးမှာနိုင်ရန်နဲ့တသားလေးဖြစ်အောင်ကတ်နေလိုက်တယ်သူကတော့ဆက်ပြီးတက်လာပြီးကျမနားရောက်လာတယ်သူအနားရောက်တော့အော်ကလီဆန်စီကအနံကြီးတစ်ခုကိုရတယ်ဘလို့အနံ့မှန်တော့မပြောတတ်ဘူးရှင်ညှိဆို့ဆို့ချင်းဆုပ်ဆုပ်နဲ့အတော်ဆိုးတဲ့အနံ့ကြီးပါနောက်တော့ကျမနားကဖြတ်သွားပြီးအပေါ်ရက်ကိုဆက်တက်သွားတော့တယ်ကျမဒူးတွေမခိုင်တော့ဘူးတကိုယ်လုံးလဲတုံရင်နေတာကြောင့်ဈေးသွားဖို့စိတ်မကူးတော့ပဲအပေါ်ကိုပြန်တက်လာခဲ့တယ်ကျမဒူးတွေကိုကျမထိမ့်မရတာမို့လှေကားလက်တောင်တေချာကိုင်းပြီးလှေကားတစ်ထစ်ချင်းစီကိုအတော်ကိုတက်ယူရတယ်သားငယ်ကအိမ်တကားဖွင့်ပေးလိုက်တာနဲ့ကျမအိမ်ထဲပြင်းဝင်လိုက်တယ်ထိတ်ထိတ်ပြပြဖြစ်နေတဲ့ကျမကိုကြည့်ပြီးသားငယ်ကအံ့ဩနေတယ်အမေဘာဖြစ်လာလဲဘာမှမဖြစ်ပါဘူးငါသားအမေကိုစိတ်ပူမနေနဲ့နော်အဲ့လိုပြောပြီးကျမလည်းအိမ်ခန်းထဲကိုဝင်ပြီးလှဲနေလိုက်တယ်ဒီကောင်ကြီးနဲ့တွေ့ပြီဆိုတော့တခုခုတော့ထူးတော့မယ်ထင်တယ်ဘယ်သူမှဘာမှမဖြစ်ပါစေနဲ့တရားဝါတွေဘေးကင်းကြပါစေခဏကြာတော့သားငယ်ကအခန်းတကားကိုလာခောက်တယ်အမေရဲ့6လွှာကအန်တီထားဆုံးသွားပြီတဲ့အဲ့ဒီတန်ကိုကြားလိုက်ရတော့ကျမရင်တွေအရန်တုံသွားတယ်ကျမဆူတောင်းမပြည့်ခဲ့ဘူးပေါ့ဒါနဲ့ပဲအခန်းကနေသားငယ်လေးကိုပြန်အော်မေးလိုက်တယ်တေချာလို့လားသားရဲ့အခုပဲ Facebook ပေါ်တက်လာတာအမေကသူ့သမီးတင်ထားတာကိုဗစ်နဲ့ထင်တယ်အောက်ဆီဂျင်ပြတ်ပြီးဆုံးသွားပုံရတယ်အန်တီထားဆိုတာကကျမတို့တိုက်အပေါ်ဆုံးမှနေတဲ့မိန်းမကြီးတယောက်ပေါ့သူ့အသက်ကကျမထက်4-5နှစ်ပိုကြီးမဲ့ပုံပါပဲတိမ်မင်းကြီးကသူ့ကိုတက်ခေါ်သွားတာပေါ့လေကျမတို့ဖြစ်တိတ်ပြီးအံ့ဩမနေတော့ပါဘူးဒီတစ်ချိန်တော့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ပဲပေါ့သူ့ကိုကျမဘဝမှာမြင်နေရပြီးမြင်ရတဲ့အချိန်တိုင်းလဲမကောင်းတဲ့သိဆုံးခြင်းတွေဖြစ်နေတာမို့ကျမသတိထားမိတယ်တိမ်မင်းရှိတယ်မရှိဘူးကကျမတို့ဘာသာမှာငင်းခုန်နေကြစေ
ကျမကတော့အဲ့ဒီလူကြီးကို3နှစ်3ခါတိတိမြင်မှုနေတာဆိုတော့ဆရာတော်တစ်ပါးကိုရှောက်တော့တေမင်းမဟုတ်ရင်တော့မှမရဏတေဆုံးခြင်းအငွေ့အသက်တွေကိုခံစားနေမိတာဖြစ်နိုင်တယ်လို့ပြောသွားတယ်ဒါတွေကိုကျမလိုက်တွေးဖို့ညံမမိသေးပါဘူးရှင်ဒါပေမဲ့တေချာတစ်ခုကတော့ကျမအဲ့လူကြီးနဲ့တေချာဆုံမှုပြီးသူ့ကိုတေချာမှတ်မိနေတာပဲသူကလည်းကျမကိုမှတ်မိတယ်ထင်ပါရဲ့သူပြုံးပြတဲ့အဲ့ဒီအပြုံးကြီးကိုတော့ကျမအခုချိန်ထိပြန်မြင်ရအောင်ကြောချမ်းနေတော့မှာပဲနောက်ထပ်လည်းဆက်မြင်အောင်မလားတော့မသိတော့ပါဘူးတေချာတာကတော့ကျမတစ်ချိန်တော့ကျင်းထေပေါက်သူနဲ့ပြန်ဆုံဖြစ်မယ်ထင်တယ်ကျမဘွားရဲ့နောက်ဆုံးချိန်ကိုရောက်တဲ့အခါကျမကိုလာခေါ်သွားမဲ့သူကသူပဲဖြစ်နေမလားမသိပါဘူးရှင်